မင်္ဂလာပါရှင်ကျမတို့ရဲ့အိမ်မျိုးများဦး channel ကနေခင်မင်းရင်းနှီးစွာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအကျော်ကြားဆုံးတီထွင်ပညာရှင်ကြီးသောမတ်အက်ဒီဆင်အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်သောမတ်အက်ဒီဆင်ဟာကမ္ဘာပေါ်မှာအထင်ပေါ်အကျော်ကြားဆုံးတီထွင်သူသိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်တယ်လို့ကမ္ဘာကြီးနဲ့လူသားတွေရဲ့ဘဝကိုလည်းအကြီးအကျယ်ပြောင်းလဲသွားအောင်လုပ်ပေးခဲ့သူပါသူတီထွင်ခဲ့တဲ့လျှက်စစ်မီလုံးဓာတ်ဆက်ရုပ်ရှင်ကင်မရာစတာတွေကြောင့်လူသားတွေရဲ့ဘဝအခြေအနေတွေပြောင်းလဲတိုးတက်ခဲ့ရတယ်ဆိုတာဘယ်သူမှငြင်းနိုင်မယ်မထင်ပါဘူး။အဲဒီစဉ်ကို1848ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကအမေရိကန်နိုင်ငံအိုဟိုင်းယိုပြည်နယ်မီလန်မြို့မှာမွေးဖွားခဲ့ပါတယ်။မွေးချင်း9ယောက်မှာအငယ်ဆုံးဖြစ်ပါတယ်။သူဟာငယ်ငယ်တုန်းကဖျားနာဖြစ်ပြီးနားတစ်ဖက်စလုံးပိန်းလူနေပါဖြစ်ခဲ့လို့ကြီးလာတဲ့အခါနားကောင်းကောင်းမကြားရတော့ဘူး။1854ခုနှစ်မှာအက်ဒီဆင်ရဲ့မိသားစုဟာမီချီဂန်ပြည်နယ်ကပူဟာရွန်မြို့လေးကိုပြောင်းရွှေ့သွားတယ်။အဲ့ဒီမြို့မှာအက်ဒီဆင်ကျောင်းစားတက်တယ်။ကျောင်းစားတက်လို့12ပတ်အကြာမှာသူ့အမေကသူ့ကိုကျောင်းကနှုတ်လိုက်တယ်။ဘာကြောင့်လဲဆိုတော့အက်ဒီဆင်ရဲ့အမေမြန်းထူတာကိုကျောင်းကဆရာမတွေကမခံနိုင်ကြလို့သူ့အမေကိုတိုင်လို့ပါ။အမေဖြစ်သူကသူ့သားအကြောင်းမကောင်းပြောတာကိုမခံနိုင်လို့ကျောင်းကနှုတ်ပြီးအက်ဒီဆင်ကိုအိမ်မှာပဲစတင်ပေးတော့တယ်။သူ့အမေကအရင်ကအကြောင်းဆရာမတယောက်ဖြစ်ခဲ့တာကိုအက်ဒီဆင်ဟာဘလောက်တောင်စူးစမ်းလေ့လာခြင်းစိတ်များတယ်ဆိုတော့သူ9နှစ်သားအရွယ်မှာအိမ်မှာထားတဲ့စပယ်ကြီးတောင်းအမြင့်ကြီးကိုမိထောင်ထားတဲ့ဒေကားတစ်ခုပေါ်တက်ပြီးအထဲမှာပါရှိရဲဆိုတာငုံကြည့်ရင်ကြည်ထဲကိုထိုးကျသွားခဲ့တယ်။ကံကောင်းလို့အက်ဒီဆင်ရဲ့အော်တန်ကြားလိုက်တဲ့သူ့အဖေဟာကြည်ထဲကနေခက်ခဲနဲ့သူ့ကိုအပေါ်ဆွဲတင်ပေးခဲ့ရတယ်။အက်ဒီဆင်ဟာအသက်17နှစ်အရွယ်ရောက်တော့စာအုပ်မျိုးစုံဖတ်တတ်နေပြီ။သူ့အဖေကအက်ဒီဆင်ကိုစာအုပ်ဖတ်ဖို့အမြဲတိုက်တော်အားပေးတယ်။စာအုပ်ဖတ်ပြီးတိုင်းအဖေကပတ်စံတပြားသူ့ကိုဆူချလေးရှိတယ်။ငယ်စဉ်ကတည်းကစာအုပ်ဖတ်တဲ့အကျိုးကြောင့်နောက်မှသူ့ဘဝတိုးတက်ရေးအတွက်အကြီးအကျယ်အထောက်အကူပြုခဲ့ပါတယ်။အသက်12နှစ်အရွယ်ရောက်တော့မိဘတွေကိုခွတ်တောင်းပြီးမရထားဘူတာယုံမှာရထားစီးခီးတဲ့တွေကိုသတင်းစာရောင်းပါတယ်။နောက်တော့သူကိုယ်တိုင်ထုတ်ဝေတဲ့သတင်းစာအပါလေးကိုလည်းရောင်းပြန်တယ်။သတင်းစာလေးဟာနောက်ဆုံးသတင်းတွေပါလို့လူတွေကအားပေးဝယ်ဖတ်ကြတယ်။သူ့ဘဝမှာပထမဆုံးစီးပွားရှာတဲ့လုပ်ငန်းဖြစ်တယ်လို့နောက်စီးပွားရေးလုပ်ဖို့အထောက်အကူဖြစ်စေခဲ့ပါတယ်။နောက်တော့အက်ဒီဆင်ဟာမီရထားအာဏာပိုင်တွေရဲ့ခွင့်ပြုချက်နဲ့ပစ္စည်းတဲ့ရထားတွဲမှာတက်ခွဲစမ်းသပ်ခန်းလေးတစ်ခုလုပ်ထားတယ်။ဒီနေ့မှာသူ့တက်ခွဲစမ်းသပ်မှုလုပ်နေတော့ဓာတ်ရုပ်ဆေးရည်တွေရထားကျမ်းမြေပေါ်ဖိတ်ကြပြီးရထားတွဲကိုမီးလောင်ပါတယ်။ရထားကက်ဘူကသူ့ကိုရထားတွဲပေါ်ကမောင်းချလိုက်ပြီးတခြားဘူတာရုံမှာပဲသတင်းစာရောင်းခိုင်းတယ်။အက်ဒီဆင်သက်15နှစ်မှာသူ့ဘဝကိုတစ်စစ်ချိုးပြောင်းလဲစေခဲ့တဲ့အဖြစ်တစ်ခုနဲ့ကြုံတွေ့ခဲ့တယ်။ဘူတာရုံတစ်ခုမှာသတင်းစာရောင်းနေတော့3နှစ်သားကလေးလေးတစ်ယောက်ဟာမီရထားတန်လန်းပေါ်မှာဆော့ကစားနေတာသူမြင်မိတယ်။ရထားတစ်စီးခုတ်မောင်းလာတာကိုမြင်တဲ့အက်ဒီဆင်ဟာအမြန်ပြေးသွားပြီးကလေးကိုချီပွေကရထားတန်လန်းဘေးခုန်ထွက်လိုက်လို့ရထားနဲ့မတိုက်မိပဲတီတီလေးလွတ်သွားတယ်။ဒါကိုမြင်လိုက်တဲ့ကလေးရဲ့ဖခင်ကအက်ဒီဆင်ကိုကျေးဇူးတင်လို့ကျင်းနှံပိုးတဲ့နည်းပညာသင်ပေးလိုက်တယ်။သိမကြခင်မှာပဲအက်ဒီဆင်ဟာကျင်းနှံပို့တာကောင်းကောင်းတက်သွားတယ်။အားတဲ့အချိန်မှာကျင်းနှံနဲ့ပတ်သက်တဲ့နည်းပညာစာအုပ်တွေကိုအသေးအံရှာဖွေဖတ်တယ်။အဲ့ဒီစာအုပ်တွေဖတ်ရင်းနဲ့လျှက်ဆက်ပညာကိုအတော်လေးသိလာခဲ့တယ်။1866ခုနှစ်မှာအက်ဒီဆင်ဟာကေနာဂီပြည်နယ်ကိုသွားပြီးသတင်းစာတိုင်းတစ်ခုမှာအလုပ်ဝင်လုပ်တယ်။ညပိုင်းဂျူဒီအချိန်မှာသူဟာလျှက်ဆက်ပညာစာအုပ်တွေဖတ်ရင်းလျှက်ဆက်စမ်းသပ်မှုတွေလုပ်တယ်။နောက်နှစ်အကြာအသက်22နှစ်အရွယ်မှာအက်ဒီဆင်ဟာသူ့မြို့လေးကိုပြန်လာခဲ့တယ်။အဲရောက်တော့အမေဖြစ်သူကအစိတ်ရောဂါဝေဒနာခံစားနေပြီးအဖေကလည်းအလုံးလက်မဲ့ဖြစ်နေတာတွေ့ရလို့မိသားစုရဲ့တာဝန်သူ့မှာရှိတယ်ဆိုပြီးဘော့စတော်မြို့ကိုအလုပ်ရှာထွက်သွားတယ်။ဟိုအချိန်ကဘော့စတော်မြို့ဟာအမေရိကန်တနိုင်ငံလုံးမှာသိပ္ပံပညာရဲ့အထောက်အဆုံးမြို့ဖြစ်တာကြောင့်သိပ္ပံတီထွင်စမ်းသပ်မှုအလုပ်ချင်နေတဲ့အက်ဒီဆင်အတွက်မဟာအခွင့်အရေးတစ်ခုရတယ်လို့ပါပဲ။သူပထမဆုံးတီထွင်တာကမြို့တော်ပေါ်ရေကောက်ပွဲမှာသုံးဖို့မဲရည်တွက်တဲ့ဆက်လေးပါဆက်ဟာမဲရည်တွက်တာမြင်လို့တယ်ဆိုတဲ့အကြောင်းပြချင်းတဲ့ရွေးကောက်ပွဲကျင်းပသူတွေကဝယ်ဖို့ညှင်းဆန်လိုက်တယ်အမှန်ကမဲလီမယားမှာဆိုလို့လည်းဖြစ်မှာပါ1869ခုနှစ်မှာအက်ဒီဆင်ဟာနယူးယောက်မြို့ကိုထွက်သွားပြီးအဲ့ဒီမှာနောက်ထပ်တီထွင်မှုတစ်ခုလုပ်ပြန်တယ်ထို့အရာကစတော့အိတ်ချင်းတွေမှာသုံးဖို့စတော့ရှယ်ယာဈေးအတက်အကျကိုမြန်ဆန်ပြတဲ့ဆက်လေးပါကုမ္ပဏီတစ်ခုကသဘောကျပြီးစစ်ကိုဒေါ်လာ4000ပေးဝယ်ယူသွားတယ်တီထွင်မှုတွေလုပ်ရင်ဝင်ငွေရလာတာမို့လက်ရှိလုပ်နေတဲ့ကျေးနှံပိုးတဲ့အလုပ်ကနေသူထွက်လိုက်တယ်1890ပြည့်နှစ်မှာအက်ဒီဆင်ဟာဓာတ်ခွက်ခန်းအသေးလေးတစ်ခုကိုနယူးဂျာစီပြည်နယ်ကနေဝေါ်မြို့လေးမှာထောင်လိုက်ပြီးအဲ့ဒီမှာစစ်တွေတီထွင်ထုတ်လုပ်တယ်သူ့စစ်တွေကိုစမ်းသပ်မောင်းနှင်ဖို့အလုပ်သမားအတော်များများခတ်ထားတယ်နောက်ဆုံးသူဟာအဲ့ဒီအချိန်ကသုံးနေတဲ့ကျေးနှံပိုးစစ်တွေတဲ့အမြန်ဆန်သာလော်တဲ့ကျေးနှံစစ်တစ်လုံးကိုတီထွင်လိုက်ပြီးဒေါ်လာ3သိန်းနဲ့ရောင်းချလိုက်တယ်အတိုးချုပ်ပြောရရင်အက်ဒီဆင်ဟာသူ့ဘဝတစ်လျှောက်လုံးမှာတီထွင်မှုပေါင်း1093ခုလုပ်ခဲ့ပြီးထိုတီထွင်မှုတွေကြောင့်သူလည်းအတော်ချမ်းသာသွားခဲ့တယ်
သူတီထွင်မှုတွေအားလုံးမှာလူပြောအများဆုံးနဲ့အထင်ရှားဆုံးကတော့1889ခုနှစ်မှာလျှက်ဆက်မီလုံးတီထွင်ခဲ့ချိန်မှာထိုခက်ကလူတွေဟာလျှက်ဆက်မီကြောင့်ညဆိုရင်ဖျောင်းတိုင်ထော်ဒါမှမဟုတ်မိဖို့နဲ့အလင်းအောင်ရအောင်လုပ်နေရတဲ့အချိန်မှာလျှက်ဆက်မီလုံးထဲကထန်းစတဲ့တတ်ထုခွေလေးရဖို့သူဟာတတ်ထုတွေတစ်မျိုးပြီးတစ်မျိုးဆန်းတတ်တယ်တစ်မျိုးနဲ့ဆန်းတတ်လို့လျှက်ဆက်မီအောင်မရရင်နောက်တတ်ထုတစ်မျိုးနဲ့သုံးပြီးဆန်းတယ်သူတတ်ထုအမျိုးပါဘလောက်ဆန်းတတ်ခဲ့တယ်လဲမယုံနိုင်စရာအမျိုးပေါင်း1000ကျော်စမ်းသပ်ခဲ့ပြီးမှလျှက်ဆက်မီလုံးကိုအောင်မြင်စွာတီထွင်နိုင်ခဲ့တယ်။အဲ့ဒီလျှက်ဆက်မီလုံးတီထွင်မှုနဲ့ပတ်သက်ပြီးသတင်းထောက်တစ်ယောက်ကအက်ဒီဆင်ကိုမေးပါတယ်။မစ္စတာအက်ဒီဆင်ခင်ဗျားအဲ့ဒီလိုစမ်းသပ်မှုပေါင်း1000ကျော်ရှုံးနေခဲ့တာနဲ့ပတ်သက်ပြီးဘယ်လိုခံစားရပါသလဲတဲ့။အက်ဒီဆင်ကပြန်ဖြေတယ်ငါအကြိမ်1000ရှုံးနေခဲ့တာမဟုတ်ပါဘူး။လျှက်ဆက်မီလုံးဖြစ်လာဖို့အဆက်1000ကိုကြော်ဖြတ်ခဲ့တာပါတဲ့။ဒါဟာအောင်မြင်ကြော်ကြားသူတွေထားရှိတဲ့ခံယူချက်သဘောထားပါ။သူတို့ဟာမအောင်မြင်တာကိုရှုံးနေတယ်လို့သဘောမထားပဲစူးစမ်းမှုလို့ပဲသတ်မှတ်ကြတယ်။အဲဒီစဉ်ဟာအသက်84နှစ်အရွယ်1932ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာပဲအမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်က West Orange မြို့လေးမှာကွယ်လွန်သွားခဲ့ပါတယ်။အဲဒီစဉ်ကွယ်လွန်ခဲ့တာကြာလာပြီဖြစ်ပေမဲ့သူ့ရဲ့လျှက်ဆက်မီကြောင့်ကဘာကြီးမှာညအချိန်အလင်းရောင်ပေးခဲ့တာကြောင့်အနောက်နိုင်ငံတွေကသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့တစ်နေ့တစ်ခါညအခါမှာတစ်မြို့လုံးတစ်နာရီကြာမီးမောင်ချပြီးယနေ့တိုင်းဂုဏ်ပြုနေကြဆဲပါပဲ။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်။